လောကကြီးကတစ်ခါတလေကြာရင်အရန်ကိုတိတ်ဆိတ်လုံးနေတတ်တယ်အထူးသဖြင့်ကိုယ့်ရဲ့အခက်ခဲဆုံးချိန်တွေမှာပေါ့အားလုံးကကြောခိုင်းသွားတယ်လို့မျိုးကိုတယောက်တည်းလမ်းပြောက်နေတယ်လို့မျိုးခံစားရပူပါသလားလူတိုင်းမှာကိုယ်တိုင်ပဲသိတဲ့ဘယ်သူကမှထုတ်မပြောဖြစ်တဲ့တိုက်ပွဲတွေရှိကြပါတယ်အဲ့ဒီတိုက်ပွဲတွေကလူမြင်ကွင်းမှာမဟုတ်ပဲကိုယ့်ရဲ့စိတ်ဆင်ထဲမှာပဲတိတ်တဆိတ်ဖြစ်ပွားနေတာပါဒီနေ့ဗီဒီယိုမှာတော့အခက်ခဲတွေကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာထက်အဲ့ဒီအခက်ခဲတွေကြားထဲမှာကိုဘယ်လိုပြန်ရှာဖွေမလဲဆိုတာကိုအတူတူစဉ်းစားကြည့်ကြပါမယ်အခက်ခဲဆိုတာလူတစ်ယောက်ကိုဖြတ်စည်းဖို့ရောက်လာတာမဟုတ်ပါဘူးတကယ်တော့အဲ့ဒါကကိုယ်ထဲမှာရှိနေတဲ့မတိသေးတဲ့အင်အားတွေကိုနိုးထလာအောင်လာပြီးခောက်တဲ့တကားခောက်တံတစ်ခုပဲဖြစ်ပါတယ်အခက်ခဲတွေကိုရင်ဆိုင်တဲ့အခါပထမဆုံးသိထားရမှာကလက်ခံခြင်းပါငါဘာလို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်းထက်ဖြစ်လာတဲ့အခြေအနေကိုဘယ်လိုတည်တည်ငြိမ်ငြိမ်နဲ့ကင်တွယ်မလဲဆိုတာကပိုရေးကြည့်ပါတယ်ဒုတိယချက်ကသေးငယ်တဲ့ခြေလမ်းတွေပါတောင်တထောင်လုံးကိုတခါလဲကြော်ဖြတ်ဖို့မကြိုးစားပါနဲ့ဒီနေ့အတွက်ရှင်သန်ဖို့ဒီနေ့အတွက်အလုပ်တစ်ခုပြီးမြောက်ဖို့ပဲအာရုံစိုက်ပါကြီးမားတဲ့အောင်မြင်မှုဆိုတာသေးငယ်တဲ့ခံနိုင်ရည်တွေစုပေါင်းထားတာပါပဲတတိယတစ်ချက်ကတော့ကိုကျင်နာဖို့ပါပဲအခက်ခဲတွေကြားမှာကိုအပြစ်တင်တာဟာအစိတ်ခွက်ကိုကိုယ်တိုင်တောက်နေတာနဲ့အတူပါပဲလဲကြတာဟာရှက်စရာမဟုတ်ပေမဲ့ပြန်မထပဲနေနေတာကသာရှုံးနေခြင်းစစ်ဖြစ်ပါတယ်လောကမှာဘယ်အရာမှထာဝရမဟုတ်တယ်လို့အခုခံစားနေရတဲ့နာကျင်မှုကလည်းထာဝရမဟုတ်ပါဘူးစိန်တုံးတုံးဟာဖိအားတံကိုမခံနိုင်ကြောက်မီးသွေးပဲဖြစ်နေမှာပါတင်မောတစ်စင်းဟာစိတ်ကမ်းမှာရှိနေရင်ဘေးကင်းနိုင်ပေမဲ့အဲ့ဒါတင်မောတိဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်မဟုတ်ပါဘူးခက်ခဲတဲ့အခြေအနေတွေကပြီးတဲ့သင်ခန်းစာဟာဘယ်တက္ကသိုလ်မှမတည်နိုင်တဲ့ဘဝပညာတွေပါအဲ့ဒီသင်ခန်းစာတွေကိုရယူတတ်ဖို့အတွက်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးသင်ယူတတ်ဖို့လိုပါတယ်ဒီနေ့ဗီဒီယိုကနေတစ်ခုခုကိုပြန်လဲဆင်ခြင်မိမယ်လို့မျှော်လင့်ပါတယ်အခက်ခဲတွေကြုံနေရတဲ့အချိန်မှာတော့ကိုယ့်ရဲ့တန်ဖိုးကိုဘယ်တော့မှရှော့မတွယ်ပါနဲ့ဒီလိုမျိုးစိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်မှုကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အလင်းရောင်ရှိတဲ့မနက်ဖြန်လေးပိုင်ဆိုင်နိုင်ကြပါစေ